အားလုံးပဲမင်္ဂလာပါကိုစိုးကြီးကရှို့တုံးလေးကကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲနေဆန်းဝင်းကရုတ်လေးဒါအစ်စ်ထပ်ဝင်လို့ကျွန်တော်ဗီဒီယိုလေးတင်ပေးလိုက်ပါတယ်ခင်ဗျာအဖဒန်ရန်ကုန်လိုင်စင်လေးနဲ့ရပါမယ်အနောက်နံပါတ်ဆိုလို့ရှိရင်လည်းအလှလေး952နှစ်မဟုတ်ပါဘူး932လေးပါခင်ဗျာကဲမော်ဒယ်လေးကတော့2000ကိုထွက်ပါတယ်ဝင်းကရုတ်ဒီအတိုင်းပဲWi-Fi နဲ့လာပါတယ်ခင်ဗျာနေဆန်းဝင်းကရုတ်ဒီကတော့အလွိုင်းပတ်လေတာယာလေးလည်းအားကောင်းပါမယ်ကဲတောက်လျှောက်အနက်လေးပါအယိုးစစ်တန့်ပါမယ်ခင်ဗျာမိဒီမိခွက်လေးတွေလည်းတန့်မယ်ကဲဆေးလုံးချက်လေးလည်းကင်းပါမယ်ကာလာအဖြူရောင်နေဆန်းဝင်းကရုတ်ကဲဒါလေးကတော့အတွင်းငန်းလေးပါထိုင်ကုန်တွေပါတွေတန့်မယ်လက်တင်တွေပါတွေပါသွားမယ်အဲယာကွန်းတွေပါတွေလည်းအေးပါတယ်ခင်ဗျာအဲယာကွန်းလေးလည်းနိုင်မယ်ကဲအော်တိုမန်2ဝီးလေးပါဂီယာအဆောင်ပြူမရှိပါဘူးခင်ဗျာကဲ TV တွေပါတွေဆိုလို့ရှိရင်လည်းဘက်ကင်မရာတွေပါတွေရပါပါမယ်ကဲဒါလေးကတော့တိုင်ခွက်လေးပါခင်ဗျာကဲဒီဘက်မှာဆိုလို့ရှိရင်တော့ပေါင်ဝင်းတိုးလေး၄ပေါက်ပါသွားမယ်မန်ချိုးမန်ခေါက်တို့မန်ချိန်တို့ကတော့ဒီဘက်ဘေးနားလေးမှာထိုင်ပေးထားပါတယ်ခင်ဗျာကျွန်တော်တို့အပေါ် dashboard လေးဆိုလို့ရှိရင်လည်းကွဲတာပဲ့တာလုံးဝမရှိဘူး ever လေးဆိုလည်းအဖွင့်လက်လုံးဝမရှိပါဘူးခင်ဗျာကဲကားကြောလေးတန့်ပါမယ်တောက်လျှောက်အနက်ဆိုတော့ကျွန်တော်တို့အိမ်စီးဒါမိသားစုပဲစီစီပစ္စည်းလေးတင်ပြီးပဲ3တကယ်ကို3လို့ကောင်းတဲ့နေဆန်းဝင်းကရုတ်လေးပါကဲဗန်တိုက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အနောက်ခန်းဆိုလို့ရှိရင်လည်းအကျယ်ကြီးเนาะဒါထိုင်ကုန်စုလေးတွေကျွန်တော်တို့ဖြုတ်ပေးထားတာပါထင်သာမြင်သာပွင့်လင်းမြင်သာမှုရှိအောင်လို့အတွင်းထိုင်ကုန်တွေဆိုလို့ရှိရင်လည်းအပေါက်ပြဲမရှိဘူးဆိုတာကိုဒါကျွန်တော်တို့ပြပေးထားတာပါခင်ဗျာစပရဘိန်းတွေပါတွေကတော့ဒီအောက်လေးမှာထိုင်ပေးထားပါတယ်မှာကာဘာတွေပါတွေနဲ့နော်တောင်းတင်7ဆိုရင်ကာဘာတွေပါတွေကအခုတိရှိတော့မယ်အဓိကနေရာတွေကဒီနေရာလေးတွေပါခင်ဗျာတန်ကြီးဆွေးပြူတွေနဲပါမယ်ချိတ်တွေပါတွေဒါတန့်ပါမယ်ခင်ဗျာတောက်လျှောက်နဲ့ဆိုတဲ့အတိုင်းစပရဘိန်းကောက်ဂျိုင်းတော့ပါပြီးသားလေးပါကားလေးကကျွန်တော်အနောက်ဖိနေပါဆိုလို့ရှိရင်လည်း support တွေပါကြီးကြီးလို့ရပါတယ်နှက်ချွတ်ရမရှိတာเนาะနောက်ဖုံးလေးဆိုလည်းနှက်ချွတ်ရမရှိပါဘူးကဲဒီကားလေးနဲ့ပတ်သက်ပြီးတော့ဒါအသေးသေးသိရှိခြင်းနဲ့ဆိုရင်ကိုမင်းရဲ့ Viber ဖုန်းနံပါတ်လေးဖြစ်တဲ့39ခွန်ခွန်1020 4နှစ်ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်39 40 40 530 4နှစ်ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာကဲနီဆန်ဝင်းကရုတ်မော်ဒယ်လေးကတော့2000ခုမော်ဒယ်အင်ဂျင်ပါဝါလေးကတော့ 0.5 အားသာချက်ကတော့ဒေါက်ရှောင်းနဲ့ကိုကာလာဖြူအောင်နေရမယ်ရောင်းချပေးမဲ့ဈေးတန်းလေးကတော့ကျွန်တော်3900ဆွန်းလေး928သိန်းကိုညှိနှိုင်းလေးရောင်းချပေးမှာပါငွေချံလက်ထက်ရစ်ကြအားလုံးစင်ပြေချုံးမွေးပါမယ်ခင်ဗျာကဲကျွန်တော်အင်ဂျင်ငန်းလေးတစ်ချက်ပြပေးပါမယ်ခင်ဗျာကဲဒါလေးကတော့ကျွန်တော်နေဆန်ဝင်းကရုတ်ရဲ့အင်ဂျင်ငန်းလေးပါရှော်ပါထိုင်လေးတွေကြီးလို့ရပါတယ်ဒီမှာကျွန်တော်အသားတစိမ့်တွေပါလေးနဲ့စပေါ့တွေချိတ်တွေဒါကြီးလို့ရပါတယ်เนาะစောင်းတာပြတာကွဲတာလုံးဝမရှိပါဘူးဒါ 0.5 ဆိုတာလဲကျွန်တော် name plate လေးမှာ 0.5 mm ထွက်ပါတယ်ခင်ဗျာအင်ဂျင်ကိုင်းလေးဆိုရင်လည်းတတ်မယ်အင်ဂျင်တွေပါဆိုလို့ရှိရင်အင်ဂျင်ဝိုင်းတွေမှုတ်တာမီးခိုးတွေပါထွက်တာလုံးဝမရှိပါဘူးဒီကားလေးကဲဟိုဘက်ရှော့ပိုင်းဒီဘက်ရှော့ပိုင်းကြီးလို့ရပါတယ်ခင်ဗျာကာညနာတရားဝင်ရေးစပီးသားကားလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့စိတ်ချယုံကြည်သွားဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျာမှာချက်စီနံပါတ်လေးဆိုလို့ရှိရင်လည်းရှင်းမယ်ဆွေးတာပြူတာဒါချက်စီနံပါတ်တွေပြက်နေတာတွေပါလုံးဝမရှိပါဘူးကဲရန်ကုန်လိုင်စင်လေးနဲ့ရမယ်လိုင်စင်တန်းလေးရလဲကျွန်တော်2020ခု8လပိုင်းထိပါခင်ဗျာလိုင်စင်တန်းလေးလဲဝေးပါမယ်ကဲနီဆန်ဝင်းကရုတ်2000ခုမော်ဒယ်တောက်လျှောက်နဲ့အင်ဂျင်ပါဝါ 0.5 နံပါတ်အလှလေးနော်53လုံးနှစ်ကဲရောင်းချပေးမဲ့စီတန်းလေးကတော့928သိန်းကိုညှိနှိုင်းလေးရောင်းချပေးမှာပါငွေချံလက်ထက်ရစ်ကြအားလုံးစင်ပြေချုံးမိပါမယ်ခင်ဗျာကဲကားလေးကိုစိတ်ပါဝင်သားလို့ကိုယ်တိုင်ကိုကြလာပြီးတော့ကြည့်ရှုမယ်ဆိုရင်ရန်ကုန်အရှိတကုံရာဇာတွေ့ one way လမ်းမကြီး9ရက်ကွက်ကျွန်တော်ရွှေပြည်လမ်းသွဲထိပ်လေးမှာကိုယ်တိုင်ကိုကြလာပြီးတော့ကြည့်ရှုလို့ရပါမယ်ခင်ဗျာကဲကျွန်တော်ကတော့အသားဖြူပြီးရုပ်ချောတဲ့ကျွန်တော်ကိုမင်းမှာအကုန်လုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ